အားလုံးပဲမင်္ဂလာပါရှင်ခုဆိုလို့ရှင်တော့ကျမတို့ကဒီကရန်တီတာမှာရှိတဲ့ဘတ်တရီစိုက်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်ဒီဆိုင်မှာဆိုလို့ရှိရင်အခုမှတက်ပွက်ထားတာပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘယ်လိုပစ္စည်းတွေရမယ်ဖြစ်လို့ရှိရင်ဒီဆိုင်ရဲ့ဝန်ထမ်းတွေက customer တွေကိုဘယ်လို service ပေးမလဲဆိုတဲ့ဟာကိုတော့ကြည့်ကြအောင်ပါရှင်လိုက်ခဲ့ပြကြပါဦးဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါခင်ဗျအကိုရဲ့နာမည်လေးကိုမိတ်ဆက်ပေးအောင်ပါရှင်ကျွန်တော်နာမည်ကမင်းစာပါခင်ဗျဟုတ်မနာမည်ကမဟလီပါရှင်ဟုတ်ကဲ့ပါမင်္ဂလာအခုဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အတစ်ဖွင့်ထားတဲ့ battery ဆိုရဲ site ရှိရပါတော့အမောင်မှာဒီ battery site မှာကဘာရီယာရှိနိုင်လေဖြစ်လို့ရှိရင်ဒီ site ကပေါ့နော်အခြား site နေနဲ့ဘယ်လိုကွာခြားမှုတွေရှိတယ်ဖြစ်လို့ရှိရင်ဒီ site ကိုဖွင့်ရတဲ့ရွေးချက်ကဘာလဲဆိုရဲဟာမျိုးကိုကျွန်တော်ကိုချက်တော့ပြောပြပြီးလို့ရမလားရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဒီ site ရဲ့တင်ညာပေါ့နော်တင်ညာက GN data မှာလည်းရှိနေတယ်ပြီးတော့ကဲလိုမျိုးလည်းအများဆုံးနေထိုင်တဲ့နေရာလည်းဖြစ်တယ်ပြီးတော့သူတို့ကြီးကျမှုကိုလည်းပေါ့နော်အစင်မပြတ်ပေါ့နော်လေးစားတဲ့အနေနဲ့ဘတ်ဒရောကြီးဆိုပြီးတော့နာမည်ပေးထားပါတယ်ပေါ့နော်ဟုတ်ဒီဆိုင်ကိုဖွင့်လိုက်ရတဲ့ရည်ချက်ကဘာလဲကနီနီပီမှာရှိတယ်ပေါ့နော်ကုန်စည်နှုန်းတွေစီဈေးတွေဒီကတော့မြင့်မားနေတဲ့အတွက်ပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့ကအတန်းနိုင်ဆုံးပေါ့အတိုင်းအတာနဲ့ကျွန်တော်တို့ဘာလို့ပြည်သူတို့ရဲ့အကျိုးရှိအောင်လည်းလှုပ်ဆောင်ဖို့ပေါ့နော်ဒီရထားပါတယ်ပေါ့ဟုတ်ပြီးတော့ဒီထိုင်ရဲ့ထူးခြားချက်အနေနဲ့ကကျတော့ဒီဓာတ်ဆီပေါ့နော်ဓာတ်ဆီရိုးဒီဆယ်တွေကိုကျွန်တော်တို့ကတန်းနိုင်ဆုံးဒီနဲ့ပေါ့နော်ရောက်ချပေးဖို့လှုပ်ဆောင်နေပါတယ်ပေါ့နော်ဟုတ်ပြီးတော့ဒီဆိုင်ရဲ့ထူးခြားချက်တွေကလည်းထိုင်ဆီကိုလည်းလာရောက်အားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီကောပေါ့နော်အားချင်ပါတယ်ဒီဆိုင်ကိုလည်းပေါ့နော်ရာဒီဥထုမရွေးလာရောက်နောက်ခုနိုင်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီကနောက်ခုနိုင်ရပါတယ်ပေါ့နော်ဒီရင်ကိုရစားတဲ့လူအနေနဲ့လည်းကိုရကိုစီစဉ်ပြီးထားပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့ဒီဆိုင်ရဲ့ထူးခြားချက်ပဲပြောရမလားပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီမှာဆိုရင်ကွန်ဆာတက်တဲ့လူတွေအတွက်တက်စီလာထည့်ရင်နဲ့ကုန်းလာဝါလို့ရတယ်ဆိုတဲ့အရာမျိုးလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ဒီရာဒီဥထုမရွေးလဲလာပြီးတော့ပေါ့နော်နေပူလို့ရှိရင်လည်းခဏလေးလာနားလို့ရတယ်မိုးရလို့ရှိရင်လည်းခဏလာပြီးတော့နားခုလို့ရတယ်ဆိုတဲ့အကြောင်းလေးသူပြောပြထားတယ်ပေါ့နော်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ပေါ့နော်ဒီဆိုင်မှာကဘသူတွေပါဝင်လှုပ်ဆောင်နေလဲပေါ့နော်နောက်ကြလို့ရှိရင်ဘသူကဒီလက်ရှိဆိုင်ဖွင့်ဖို့ဘသူရဲ့ idea ကအဓိကပါဝင်လဲဆိုတဲ့ဟာကိုတစ်ချက်ပြပြပေးလို့ရမလားရှင်ဟုတ်ကဲ့ဗျဒီဆိုင်ကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်ပြင်ပေါ့နော်ကျွန်တော်ရဲ့ညီမလေးဟန်လီကနေပြီးတော့မှဦးစီးဦးဆောင်ပြီးမှဆောင်ရွက်နေပါတယ်ပြီးပါနောက်ကနေတော့မှပတ်ဖို့ပြင်နေတဲ့ဖွဲ့သားတွေလည်းရှိပါတယ်ပေါ့နော်ဟုတ်ဒီဆိုင်ကိုဘယ်သူအကြံနဲ့ဘယ်သူ idea နဲ့ဖွင့်ကလစ်ခဲ့လဲဆိုတော့ဒါကျွန်တော်တို့ရဲ့ဆရာပေါ့နော်လေးရုံနဲ့နေပြီးတော့မှအကြံပြုပြီးတော့မှဖွင့်လစ်ဖြစ်ခဲ့တာပေါ့နော်ဟုတ်ဒီဆိုင်ဟုတ်ကဲ့ပါရှင်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျမတို့ကိုဒီ site ရဲ့ဒီနေရာရဲ့ဖြတ်လို့ရှိရင် site ကိုဘယ်အချိန်မှာဖွင့်လဲဘယ်အချိန်မှာပိတ်လဲဆိုတဲ့အရာမျိုးကိုတစ်ချက်ပြောပြပြလို့ရမလားရှင်ဟုတ်ကဲ့ဗျကျွန်တော်တို့ site ကိုလေကျွန်တော်တို့အပတ်စဉ်တနေ့ကနေနေ့ကလွဲပြီးတော့ပေါ့နော်မနေ့6နိုင်ကနေပြီးတော့ညနေ6နိုင်ရှိပေါ့နော်ပတ်စဉ်နေပါတယ်ပေါ့နော်ဟုတ်ကျေးဇူးပါပေါ့နော်အဲ့ဆိုလို့ရှိရင်ကျမတို့ကိုဒီဆိုင်ရဲလာရောက်ဝယ်ယူသူတွေကိုဘယ်လိုစကားမျိုးပါချင်လဲပေါ့နော်ဘယ်လိုတင်းစကားမျိုးတွေပါချင်လဲဆိုရကိုပြောပြပေးမလားရှင်ဒီဖက်ဟုတ်ဒီဆိုင်ကိုပေါ့နော်လာရောက်အပ်ပေးတယ်ပေါ့နော်ဒီလူသူတွေကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းလာအပ်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ပေါ့နော်အခုချိန်မှာကပေါ့နော်အပ်ပေးပြီးတော့ညလဲပေါ့နော်နောက်လည်းအပ်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကလည်းပေါ့နော်မိနစ်ပေးနဲ့ပြည်သူငါနဲ့ပြောမှကျိုးဆိုပေါ့နော်ကျိုးဆိုပြောမှဘူဆောင်မှုပြီးတော့မှဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့ဆိုလို့ရှိရင်တော့ကျမတို့ကဒီ battery site မှာဘာတွေရရှိနိုင်မလဲဘယ်သူတွေပါဝင်ပြီးတော့လှုပ်ဆောင်နေလဲဆိုတာကိုဒီကကြည့်ရှုသူတွေနဲ့လည်းသိသွားပြီးလို့မြင်ပါတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျမရဲ့ blog ကိုဒီလောက်နေနဲ့အဆုံးတက်လိုက်ပါရရှင်โอเคကျေးဇူးပါ